အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ပါဝါကန်တွေပါဝါပန့်တွေပါဝါစီပြန်ပိုက်တွေ pressure ပိုက်တွေပါဝါစီဘူးတွေမှာလုံးဝစီအယိုအစိတ်မရှိဘဲနဲ့တနေ့ကိုပါဝါစီ1လီတာလောက်ဖြစ်ဖြစ်နေရတဲ့ပြဿနာအဲဒါကြောင့်မို့ကျွန်တော်ခေါင်းစဉ်ကိုငါပါဝါစီတွေဘယ်ရောက်ကုန်ပြီလဲလို့ပေးလိုက်တာဖြစ်ပါတယ်ပြဿနာကတော့ပါဝါပန့်မှာတက်ထားတဲ့ flow control valve မကောင်းတဲ့ပြဿနာပေါ့ flow control valve မကောင်းတဲ့အခါမှာပါဝါစီတွေကကျွန်တော်တို့ဒါလေတကားနဲ့တဆင့် manifold ရနဲ့ဝင်ပြီးတော့မီးလောင်ခန်းတွေကိုရောက်မယ်မီးလောင်ခန်းတွေနဲ့တဆင့်ကျွန်တော်အေဆောမှာမီးကိုအဖြူတစ်ထောင်းထောင်းလိုက်တဲ့ပြဿနာကိုတွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒီ flow control bar လေးကကျွန်တော်တို့ labor မြန်မာနေတဲ့အခါမှာ RPM နဲ့တက်လာတဲ့အခါမှာဒါ pressure တွေများလာတဲ့အခါမှာကျွန်တော်တို့ automatically bypass ဒါဖြတ်တောက်ပေးတဲ့ valve လေးဖြစ်ပါတယ်ဒီ valve လေးမကောင်းတဲ့အခါမှာကျွန်တော်တို့power city ရဲ့အဲ့ဒီတဆင့်မီးလောင်ခန်းတွေရောက်ပြီးတော့နောက်ကနေမီးကိုတွေအဖြူတွေတထောင်းထောင်းလိုက်တဲ့ပြဿနာကိုတွေ့ရတာဖြစ်ပါတယ်ဖင်ကောက်တွေပဲချမ်းတွေမှာဖြစ်တတ်ပါတယ်ဒါအဲကွန်လေးဖွင့်ပြီးတော့လေပါလေးနည်းနည်းနှင်းလိုက်ထားတဲ့အခုလိုပုံစံမျိုးမီးကိုတွေတထောင်းထောင်းလိုက်တဲ့ပြဿနာကိုတွားတွေ့ရတာဖြစ်ပါတယ်ဒီ flow control valve လေးလဲလိုက်တော့မှလုံးဝ okay သွားတာကိုတွေ့ရတာဖြစ်ပါတယ်အားလုံးလည်းဘ ഹു တုတရရှိမယ်လို့ထင်ပါတယ်အားလုံးလည်းနေကောင်းချမ်းမှာအန်ရကင်းလို့လည်းဘေးရှင်းကြပါစေခင်ဗျာ